ဘဝမှာအကြိုက်ဆုံးနဲ့အစည်းကျင်ဆုံးဆိုင်ငယ်တစ်စီးရှိပါတယ်။အဲ့ဒီဆိုင်ငယ်ကတော့ Honda Rebel 300ဆိုင်ငယ်ပဲဖြစ်ပါတယ်။အခုလောလောဆယ်ပါအိမ်မက်တွေကိုအကောင့်ထဲပုံခွင့်မရသေးပေမဲ့မိတ်ဆွေတို့အတွက်တော့ရောက်ချပေးနိုင်ွယ်လေးရရှိနေပြီဖြစ်ပါတယ်။အဲကြောင့်မို့ညီကမိတ်ဆွေတို့ကိုဒီကနေ့ရောက်ချမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဆိုင်ငယ်လေးကကျွန်တော်ရောင်းဖို့နှမျောပေမဲ့လည်းရောင်းပေးရမယ့်ဆိုင်ငယ်လေးဖြစ်ပါတယ်ခင်ဗျာ။ Honda Rebel 300လေးဖြစ်ပါတယ်။ဒီကောင်ကိုကျွန်တော်ဘာလို့ကြိုက်လဲဆိုရင်စီးရတဲ့အနေအထားရော engine power အနေအထားရောကမနေတော့ကွက်တီဖြစ်လို့ပဲဖြစ်ပါတယ်ကျွန်တော်တို့အရက်ဘလောက်ပဲပူဗျာဆိုင်ငယ်စီးကျင်တဲ့သူဆိုင်ကဝါသနာပါတဲ့သူကလပ်ဘိန်းစီးမဲ့သူဆိုရင်ဒီဆိုင်ငယ်ကပူပြီးတင့်တော်တယ်လို့ထင်ပါတယ်ဘယ်အရက်ဒီမှာလဲချိန်စားဆရာလည်းမလို့ခင်ဗျာနော်နောက်ပြီးတော့သူက cruiser drive highway ပေါင်းတဲ့အခါမှာလည်းတက်တောင့်တက်တာနဲ့စီးနေလို့ရမယ့်ဆိုင်ငယ်တစ်စီးဖြစ်ပါတယ် engine power အနေအထားကလည်းမကြီးမသေး 300cc တန်းတာရှိတာဖြစ်တဲ့အတွက်မြို့ရဲမှာပဲစီးမလား highway မှာပဲစီးမလားကွန်ထရိုးကလည်းလွယ်သလိုဟိုက်ရလည်းလွယ်တဲ့ဆိုင်ကယ်လေးတစ်စီးပဲဖြစ်ပါတယ်ဒီဆိုင်ကယ်လေးရဲ့ model ကတော့ model 2019ပဲဖြစ်ပါတယ် model 2019ဆိုပေမဲ့ဘိန်းကတော့အသစ်နီးပါးတက်အောင်မဲ့ဆိုင်ကယ်လေးတစ်စီးဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်ဖောက်ပိုင်းမှာကြည့်မယ်ဆိုရင်လည်းဖောက် CO စိတ်ဘာညာအကုန်ကင်းပါမယ်နောက်ပြီးတော့တာယာလိုင်းတွေအကုန်အပြည့်ကျန်ပါမယ်ခင်ဗျာနော်ရှေ့နောက်တာယာဘာမှမလိုပါဘူးခင်ဗျာနော်နောက်ပြီးတော့ ABS brake system လည်းပါဝင်တာဖြစ်တဲ့အတွက်slip ဖြစ်မဲ့အန်ဒီယာလေးကာကွယ်ပေးအောင်မှာပဲဖြစ်ပါတယ်။ရေတိုင်း A-pace နဲ့ပါဝင်တယ်။ဒါကြောင့်မို့ highway မှာမောင်းနေမဲ့ညီကိုတွေပို့ပြီးမိုက်မယ်ဗျာနော်။ engine connection အနေထားကတော့မိတ်ဆွေတို့မြင်နေအတိုင်းပဲခင်ဗျာနော်။နက်မောင်းနေရပဲတစ်စီးလုံးနက်မောင်းနေရအဖွင့်လက်မပါကြောင်းအာမခံပါတယ်။နောက်ဖောက်တွေပါတယ်အကုန်လှမယ်။နောက်ပြီးတော့နောက် brake တွေပါတယ်အကုန်အပြည့်ကျဲအောင်မယ်ခင်ဗျာနော်။တာယာပိုင်းနေရာစ weight အပြည့်နဲ့ရရှိမဲ့ဆိုင်ငယ်လေးတစ်စီးလည်းဖြစ်ပါတယ်။ license လေးကတော့ AR license လေးပါဝင်မှာပဲဖြစ်ပါတယ်။တိုင်ကြီးနေထားပါညာအကုန်လုံးကိုပြောစရာမလိုအလှတဲ့ဆိုင်ငယ်လေးတစ်စီးလည်းဖြစ်ပါတယ်နောက်ပြီးတော့ weight အပြည့်နဲ့ရပါမယ်ကျွန်တော်တို့ signal တွေပါဆိုတခုမှမမှားသေးဘူးဘတ်မှန်တွေအမှန်ဖြစ်မယ်နောက်ပြီးတော့တော့နှစ်ချောင်းပါမယ်ဗျာနော် original တော့ဖြစ်ပါတယ်ဒါလေး original တော့နှစ်ချောင်းပါမယ်ဒိုင်ကမှပါတဲ့ကီလိုလေးကကီလို29,000ဝန်းကျင်ပါဝင်ပါပဲဖြစ်ပါတယ်ဘိန်းကတော့မိတ်ဆွေတို့ပတ်စံရှိလို့ရချင်တယ်ဆိုရင်တော့မလွယ်တဲ့ဆိုင်ငယ်တစ်စီးဖြစ်ပါတယ်ခင်ဗျာနော်ပတ်စံရှိတယ်လက်ထဲမှာပတ်စံရှိတယ်ရောင်းပေးရှိလားဆိုရင်မြန်မာနိုင်ငံမှာရှာဖို့ရမလွယ်တဲ့ဆိုင်ကယ်လေးတစ်စီးဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့လက်ဦးယူဖို့အကြံပေးချင်ပါတယ်ကျွန်တော်ဒီဆိုင်ကယ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘက်ကနေအာမခံပေးမှာကအင်ဂျင်ဖွင့်လက်အာမခံမယ်ဘေးတိုက်ခိုက်လိုင်းဆောက်အရှုပ်ရှင်းနေရဆိုအကုန်အပြည့်အဝအာမခံပေးမှာပဲဖြစ်ပါတယ်ရောက်ချပေးမဲ့ဈေးနှုန်းလေးကတော့ Honda Rebel 300 model 2000နဲ့မှာစက်ကွန်လိုင်စင်က AR လိုင်စင်လေးပါပြီးတော့ကိုမြန်မာငွေ150နဲ့မှာ9သိန်းကျပ်နဲ့အရှော့တင်းလုပ်ပြီးရောင်းချပေးတော့မှာပဲဖြစ်ပါတယ်။လွတ်တဲ့အင်ဂျင်ဝါရေစိမ်းတွေကစစ်ဆေးလဲပြီးသားဖြစ်တာမို့မိတ်ဆွေတို့95ထည့်ပြီးတန်းစီရုံပဲဖြစ်ပါတယ်။ခုကျွန်တော်မိတ်ဆက်ပေးခဲ့တဲ့ Honda Rebel 300လေးကိုစိတ်ဝင်စားလို့မျက်မြင်ကိုယ်တိုင်လာရောက်ကြည့်ရှုဝယ်အားပေးချင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဆိုင်လေးစာလေးကမန္တလေးမြို့58လမ်း130နဲ့130အေးချာလိုင်းအနောက်ဘက်မှာတရှိတာပဲဖြစ်ပါတယ်။ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့96644500ပဲဖြစ်ပါတယ်။ဆင်ရချအယောင်းဝင်ခြင်းစနစ်ဝယ်ယူအားပေးလို့ရတယ်လို့ Viber ဗီဒီယိုကြည့်ပြီးတော့လည်းနေဝေးကနေဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာ။ကဲညီကိုတွေရှာရှာပပဘိန်းတစီဖြစ်တဲ့ Honda Rebel 300လေးကိုဈေးတန်းအသင့်တင်လေးနဲ့ရချင်ပါတယ်ဆိုရင်တော့ကျွန်တော်စီကလက်မနှိမ့်ပဲအမြန်ပြေးခဲ့ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးခဲ့ကြတဲ့မိတ်ဆွေညီကိုတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကိုလေးစားချစ်ခင်ကျေးဇူးတင်လျက်ပါခင်ဗျာ။